ကဒကာရှိရဲ့လမ်းကိုမတော်ဘဲတခြားလမ်းကိုထွက်သွားခဲ့တာကြောင့်လူတန်းကြီးကတားလိုက်ပြီးလူပူလေးမင်းပဲသွားတာလဲလို့မေးလိုက်ပါတယ်လူပူလေးကငါတို့ထဲမှာရွှေရင်းကားတွေရှိနေပြီးငါတို့ဘဝကိုအေးအေးချမ်းချမ်းနေလို့ရပြီဘာလို့ဒုက္ခခံကျင်နေတာလဲလို့ပြောလိုက်ပါတယ်သူတို့စကားပြောနေတဲ့အချိန်ကောင်မလေးလည်းသူတို့နောက်ကိုလိုက်လာခဲ့ပါတယ်ကောင်မလေးကိုမြင်တော့လူပူလေးကတောင်းသွားပြီးမင်းဘာဖြစ်လို့လိုက်လာခဲ့တာလဲလို့မေးလိုက်ပါတယ်ကောင်မလေးကရှင်တို့နှစ်ယောက်ကိုဘယင်ကြီးကလိုက်ကြည့်ခိုင်းတာလို့လိုက်လာခဲ့တာလို့ပြောလိုက်ပါတယ်လူပူလေးကအရင်အငယ်များတယ်လိုက်လို့မဖြစ်ဘူးလို့ပြောပြီးအတန်းရနေခဲ့ပါတယ်လူပူလေးကကောင်မလေးကိုစေတကြီးစီကိုခေါ်သွားနေတဲ့အချိန်ကောင်မလေးကရှင်တို့သာကျမကိုခေါ်သွားခဲ့ရင်ဘယင်ကြီးကရွှေရင်းကားတွေကိုနှစ်ဆပြန်ရရမယ်လို့ပြောလိုက်ပါတယ်ကောင်မလေးရဲ့စကားကြောင့်လူပူလေးလည်းတွေ့ရသွားခဲ့ပါတယ်သူတို့နှစ်ယောက်စကားများနေတဲ့အချိန်စေတကြီးပေါ်မှာပြန်နေတဲ့ငါဘလူးတွေကသူတို့စီကိုပြန်လာခဲ့ပါတယ်သူတို့တော့ရောက်လဲအပြေးတိုင်းမဲ့သုံးပြီးထွက်ပြေးကြပါတယ်ပြီးတဲ့နေရာမှာပါရမီပါတဲ့လူပူလေးကတော့ကိုလိုရုံပြီးရှင်းတော့ကပြေးလာခဲ့ပါတယ်လူတန်းကြီးကတော့ထုံးစံအတိုင်းကောင်မလေးကိုတစ်ဖက်သူ့လက်နဲ့ကိုတစ်ဖက်ကိုင်းပြီးပြေးနေခဲ့ရကြောင်းဒုက္ခများနေခဲ့ပါတယ်လူပူလေးနဲ့ရှင်ကလေးကကြိုးစားခဲ့ပေမဲ့လူတန်းကြီးကတော့ငါဘလူးတွေနဲ့ရှင်ဆိုင်ရတော့ပါမယ်လူတန်းကြီးရှိကိုကြိုးရောက်သွားတဲ့ငါဘလူးတွေကစုပေါင်းလိုက်ပြီးဘလူးကြီးအဖြစ်ပြောင်းလာခဲ့ပါတယ်လူတန်းကြီးကသူ့လက်နဲ့ဘလူးကြီးကိုပြစ်လိုက်ပေမဲ့အချင်းအညီဖြစ်သွားခဲ့ပါတယ်ဘလူးကြီးကသဘောကျတာချီမောလိုက်ပြီးမီးနဲ့စတဲ့မှုခဲ့ပါတယ်လူတန်းကြီးလည်းကောင်မလေးကိုခေါ်ပြီးအတဲအတန်ဆောင်လိုက်ရပြီးကြောက်လိုက်နောက်မှာပုံနေခဲ့ရပါတယ်မီးမုန်းနိုင်တဲ့ဘလူးကြီးကိုကြည့်ပြီးလူပူလေးတယောက်တောင်းနေခဲ့ပါတယ်ဘလူးကြီးကလည်းလူတန်းကြီးတို့ကိုအဆက်မပြတ်မီးနှမှုနေခဲ့ပါတယ်လူတန်းကြီးကကောင်မလေးကိုတင်းတင်းကြပ်ကြပ်ဖထားလိုက်ပြီးမီးမလောင်အောင်ကောက်ွယ်ပေးထားခဲ့ပါတယ်ဘလူးကြီးကတော့သဘောကျတာချီမောနေခဲ့ပါတယ်လူတန်းကြီးကဘလူးကြီးပေါင်ကြားတဲ့ကမီးဆွဲနေတဲ့တရားတော်ကိုမြင်ပြီးအချင်းတစ်ခုရှာသွားခဲ့ပါတယ်ဘလူးကြီးမမောနေတဲ့အချိန်လူတန်းကြီးကအလင်းမြန်ပြေးပြီးတရားတော်ကိုစိတ်ကိစီးပြီးထွက်သွားခဲ့ပါတယ်ဘလူးကြီးလိုက်ဖမ်းမိမဲ့တရားကကျိုးသွားပြီးအောက်ကိုချသွားခဲ့ပါတယ်ဘလူးကြီးလည်းအောက်ကိုချသွားတဲ့အချိန်ကျအစိတ်စိတ်မှမှဖြစ်သွားပြီးငါဘလူးရဲ့အဖြစ်ပြန်ပြောင်းသွားခဲ့ပါတယ်လူတန်းကြီးတို့လည်းတရားတော်ကိုစီးပြီးလူပူလေးပုံနေတဲ့ကိုယ်ထဲကိုရောက်လာခဲ့ပါတယ်နောက်တော့ကျောင်းတော်လူကမှပုံနေနေပြီးဘလူးကြီးရသွားတဲ့နေရာကိုကြည့်နေခဲ့ပါတယ်ခဏကြာတော့ငါဘလူးတွေပြန်လဲလာပြီးကိုယ်ထဲကိုဝင်လာခဲ့ပါတယ်ဒါပေမဲ့လူတန်းကြီးတို့ကမတွေ့ပဲချော်သွားခဲ့ပါတယ်ငါဘလူးတွေမရှိတော့လူပူလေးကကောင်မလေးကိုရဲတပ်ကြီးစီကိုပြန်သွားခိုင်းခဲ့ပါတယ်ဒါပေမဲ့တရားကအစိတ်စိတ်မှဖြစ်နေခဲ့တာကြောင့်ကောင်မလေးလည်းဘာစကားမှပြန်မပြောတော့ပဲလူတန်းကြီးနောက်ကိုထိုင်သွားခဲ့ပါတယ်